ကောင်းပြီနော်မဟဲ့ရောက်နေရကြတယ်ကြာပြီနိုင်ဝက်လာတောင်ရှိနေကုမ္ပဏီမှာတာဝန်ရှိတယ်လို့ပြောတော့ကုမ္ပဏီကိုပြစ်ထားပြီးဘယ်သွားနေကြလဲပြောစမ်းတော့ဘာကပစ္စည်းတွေပို့လိုက်လို့သွားစစ်နေတာချယ်ရီကတော့ကုမ္ပဏီကလန်နာထုတ်ဖို့သူ့တငယ်ချင်းစီသွားတယ်တူရင်းညကတော့လိုက်ပါတယ်တယောက်နဲ့တယောက်အပြစ်မရှိအောင်ပြောတတ်ကြတာအပြစ်မရှိအောင်ပြောတာမဟုတ်ဘူးမမီရဲ့အလောက်ကတကယ်ကိုလောက်တာအစက်ကလေးမှမနာရအခုလေထွန်းထွန်းသွားရှာဟိုးရင်ကျမတက်ကတော့ဒီရောက်တယ်ဒီပါညီတို့ကတကယ်အလုံများနေတာလားအလုံများကြအောင်စောင်းနေကြတာဒီမှာချယ်ရီသမီးကြောင့်မမီတည်ဆုံးတော့မမီကအတင်းထိုင်ခိုင်းလို့ကုမ္ပဏီမှာထိုင်းနေရမယ်သမီးကတချင်းနေအစိုးရတွေကလွယ်ဘာကိုမှစိတ်ဝင်စားဆိုတာမမီသိမမီကလည်းဒါကတော့လူတက်မှာသူ့ဝါသနာရဲ့လူရှိရပဲဟာအခုလည်းအလုပ်လို့တာဝန်ကျအောင်လုပ်နေရပဲလေသမီးမမီကသမီးဘွားရှင်လှလှပပတင်းနေတယ်ရက်တင်နိုင်လို့လေ့ကျင့်ပေးနေတာနော်စိတ်ချမိုးလင်းကနေမိုးချုပ်ဒီကုမ္ပဏီမှာပဲထိုင်ပါဟာလေညီကပါငါ့ကိုရွဲ့ရွဲ့တာဖို့ပါဦးမရဲ့စိတ်တူနေတာမအောင်ပျော်စတာအစမယ်မသမီးတပတ်ခါကျရင်ဂျပန်မစ္စတာနာကာတာရန်ကုန်လာလိုက်မယ်အဲ့ဒါမမီဂျပန်မှာဆေးသွားကူတော့အဆဆရသူကကူညီပေးထားတာရန်ကုန်လာလို့ရှိရင်လေစိတ်ကိုသမီးသွားကြိုသူသွားကျင်တဲ့နေရာတွေသမီးလိုက်ပို့ပြီဟုတ်ပြီလားဟောမမီကလည်းလွယ်လိုက်တာလင်းစိတ်သွားကြအောင်သမီးကဂျပန်စကားမှမပြောတတ်တာဟာသမီးကကုမ္ပဏီတစ်ခုလုံးအုပ်ချုပ်နေတဲ့လူတစ်ယောက်ပဲဒီကိစ္စကိုဖြေရှင်းဖို့နည်းနည်းတစ်ခုတော့ရအောင်ရှာပေါ့လူနည်းနဲ့ဖြေရအောင်ပေါ့ဟုတ်ဟာစိတ်လေးတယ်ဂျပန်စကားမပြောတတ်တဲ့သူလင်းစိတ်တော်ကြီးဂျပန်ကြိုခိုင်းနေမလုပ်ရမလဲစဉ်းစားစမ်းဟာဟုတ်ပြီထွန်းဒီကောင်ဂျပန်စကားပြောတတ်တယ်ဒီကောင်စီကိုဖုန်းဆက်ရမယ်